ကြော်ညာတွေခဏခဏတက်နေလို့ Redmi စနစ်လင်းပေးပါဆိုပြီးတော့အကိုတယောက်ကမှတ်ထားတာဖြစ်ပါတယ်ဒီအကိုမေးချင်တာကကျွန်တော်တို့ဒီဖုန်းအင်တာနက်ဖွင့်လိုက်တာနဲ့ကြော်ညာတွေတက်လာတာကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုပြီးတော့ဒါသူကမေးရတာဖြစ်ပါတယ်ဖြည့်ရှင်းလေးကတော့အရန်လွယ်ပါတယ်ကျွန်တော်တိကျလေးပြောပြပေးသွားပါမယ်ကျွန်တော် setting ထဲကိုသွားမယ် setting ရဲ့ဒီအပေါ်ဆုံးကဒီ search bar ထဲမှာအခုကျွန်တော်ရိုက်ထည့်တဲ့စာလေးကိုတစ်ချက်ရိုက်ထည့်လိုက်ပါ P R I V A T E private D N S ဆိုပြီးတော့တစ်ချက်ရိုက်ရှာလိုက်ပါဒီလိုမျိုးရိုက်ရှာလိုက်ရင်အခုလိုမျိုးလေးဒါထိတ်ဆုံးမှာကြာလာပါလိမ့်မယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ရင်အခုလိုမျိုးလေးထပ်ပြီးတော့ပေါ်လာပါမယ်ပေါ်လာလို့ရှိရင်ဒီအောက်က private DNS provider host name ဆိုတဲ့ကောင်လေးကိုတစ်ချက်ရွေးချယ်လိုက်ပါပြီးရင်အခုလိုမျိုး box လေးကြာလာပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့ဒီ box ထဲမှာစာသားလေးတစ်ခုကိုရေးထည့်ပေးရပါမယ်ဘာစာသားလေးဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြပေးပါမယ်နော်အခုကျွန်တော်ရေးပြထားတဲ့ dns.adgurd.com ဆိုတဲ့ကောင်လေးကိုတစ်ချက်တိကျလေးရိုက်ထည့်လိုက်ပါစလုံးအကြီးသေးမှလို့မရပါဘူးရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ဒီ save လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ဖြည့်ရှင်းလို့ပြီးသွားပါပြီကျွန်တော်နောက်တစ်ကြိမ်ဖုန်းအင်တာနက်ဖွင့်လိုက်တဲ့အခါမျိုးမှာကြော်ညာတွေတက်လာတော့မှမဟုတ်တော့ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိခဲ့ဆိုရင် like and share လုပ်သွားလို့ရပါတယ်